ကျွန်တော်တို့ပေါ့နော်စပင်ဆိုင်ကုသမှုပါလေတပင်ဆိုင်တာနဲ့အလားတန်တူတာပေါ့လေနော်သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကတပင်ကိုနှုတ်ပြီးတော့နောက်တစ်နေရာမှာပြောင်းဆိုင်လိုက်တယ်စပင်ကလည်းအဲ့လိုမျိုးပါပဲကျွန်တော်တို့အနောက်မှာရှိတဲ့ပန်နေတဲ့စပင်တွေကိုကျွန်တော်တို့ကယူပြီးတော့အရှိနေရာမှာလိုအပ်တဲ့နေရာကိုကျွန်တော်တို့ကပြန်ဖြည့်လိုက်တာပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့ဒီကိုဆိုရင်လည်းပြန်အသက်က35နှစ်ဝန်းကျင်ပေါ့လေစပင်တဖြည်းဖြည်းပါလာတာပေါ့ဒီအရှိတ်ချမ်းရောအလေရောပါလာတယ်လို့ဆိုတော့ကျွန်တော်တို့ကစပင်ဆိုင်ကုသမှုကိုကျွန်တော်တို့ကတော့စိုက်ဖြစ်တာပေါ့လေနော်အဲ့လိုဆိုတော့ကျွန်တော်ဒီအကိုကျွန်တော်တို့ကအနောက်ကနေစပင်နှုတ်လိုက်တော့ grab လောက်ရလဲဆိုတော့ grab 4000ဝန်းကျင်ရပါတယ်ခင်ဗျာအပင်ကတော့8000အနေထားပေါ့လေနော်လို့ဆိုတော့ဒီအကူဆိုလဲဒီနောက်စေးမှာဆိုရင်လဲဖွေနာတစ်ဝိုက်မှာဟော်မုန်းတွေဒီပင်ပါနေတာပေါ့ဗျအလွယ်ပြောရင်တော့အဲ့လိုဖြစ်နေတယ်အဲ့ဒီနေရာကိုကျွန်တော်နှုတ်လို့မရဘူးဗျနှုတ်လိုက်ရင်အဲ့နေရာမတန်တဲ့နေရာဆိုတော့လေတန်တဲ့နေရာကစပင်တွေကိုကျွန်တော်တို့ယူပြီးတော့နှုတ်ပါမယ်ခင်ဗျာနောက်ကနေကြားတော့ကျွန်တော် ဒါကျွန်တော်တို့နှုတ်မဲ့နေအောင်ကျွန်တော်ပြင်ဆင်နေတာပေါ့လေနော်ဒီနေရာစပင်နှုတ်တယ်ဆိုရင်တော့DHT ဟော်မုန်းလည်းလွတ်တယ်ဆိုတော့အဆင်ပြေပါတယ်ခင်ဗျာဒါကတော့ site main area ပါခင်ဗျာဒါတော့ကျွန်တော် site ထားတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာ grad ကတော့4000အပင်8000ပါခင်ဗျာကြာချိန်ကတော့4နာရီ5နာရီဝန်းကျင်လောက်ကြာပါတယ်ခင်ဗျာအစအဆုံးပေါ့လေနော်အဲ့တော့ပဲကြာပါတယ်ခင်ဗျာအဲအကြောင်းမို့ကျွန်တော်တို့ဥကောင်းမှာပေါ့နော်မှုညင်မောက်တွေမရှိဘူးဆိုရင်တော့စပင်ဆိုင်ကုသမှုကအရန်ကောင်းတဲ့ကုသမှုတစ်ခုဖြစ်ပါတယ်ခင်ဗျာစိုက်ပြီးရင်လည်းတဖြည်းဖြည်းစပင်တွေပြန်ထွက်လာတော့ကြည့်ရတာလေကျွန်တော်တို့ပြောစရာကောင်းတာပေါ့လေနော်အဲကြောင့်မို့ဥကောင်းမှာစပင်တွေနည်းနေပြီးပါလာလို့စပင်တွေမရှိတော့ဘူးဆိုလဲစိတ်မညစ်ပဲနဲ့ကျွန်တော်တို့စပင်ဆိုင်ကုသမှုကိုလာရောက်ခံယူလို့ရပါတယ်ခင်ဗျာ